မတီးရင်တည်သွားတဲ့တော့တူရိယာများနံပါတ်5ဖန်ဝမိုနီကာနံပါတ်5ကတော့1962ခုနှစ်မှာကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးဘင်ဂျမင်ဖရန်ကလင်ကတီထွင်ခဲ့တဲ့ဖန်ဝမိုနီကာပဲဖြစ်ပါတယ်လက်ပတ်နေတဲ့ဖန်ခွေဝိုင်းလေးတွေကိုရေဆော့ထားတဲ့လက်ချောင်းလေးတွေနဲ့ထိပြီးတော့အတန်ထုတ်ရပါတယ်သူ့ရဲ့ထွက်လာတဲ့အတန်ကနတ်မိမယ်တွေရဲ့အတန်လိုအရန်တာရပြီးမဲ့ခဏအကြာမှာတော့ဒီတူရိယာကိုတီးတဲ့သူရောနောက်ထောင်တဲ့သူတွေပါစိတ်ချောက်ချတာစိတ်ကြီးပေါက်တာတွေဖြစ်လာပါတယ်တကယ်တော့အဲ့ဒီခက်ကဖန်ခွက်တွေကိုလှုပ်တဲ့နေရာမှာခဲတွေအမြောက်အများသုံးထားတာကြောင့်လက်တွေကနေခဲစိတ်တင်ပြီးယူကြပါတယ်ဒါကိုအတန်ကြောင့်ယူတဲ့ဆိုပြီးပြိပင်လိုက်ကြပါတယ်နံပါတ်4ပါရူဖုံးနံပါတ်4ကတော့19ရာစုမှာထွက်ပေါ်ခဲ့တဲ့ပါရူဖုံးဒါမှမဟုတ်မီးအော်ဂန်လို့ခေါ်တဲ့တူရိယာပါသူကတာမန်လေနဲ့အတန်ထွက်တာမဟုတ်ဘဲပရိုပင်း gas တွေဖန်ယွန်ကြီးတဲ့ထည့်ပြီးတော့ပောက်ကွဲစီကအတန်ထွက်အောင်လှုပ်တာပါစံရခလုတ်တစ်ခုနှိမ့်လိုက်တိုင်းမီးတောက်ကြီးတွေဝုန်းကနေထွက်လာပါတယ်ဂီတဖြောစီပွဲလုပ်ရင်စင်မြင့်တစ်ခုလုံးမီးလောင်ပြကျသွားနိုင်တဲ့အထိအန်ဒီရညားလုံးလို့ဘယ်သူမှဆက်မသုံးရဲတော့တဲ့တူရိယာဖြစ်သွားပါတယ်နံပါတ်3မဟာဟွန်းတူရိယာနံပါတ်3ကတော့အမေရိကန်နိုင်ငံဗာဂျီးနီးယားပြည်နယ်ကမြေအောက်လန်ကူထဲမှာရှိတဲ့မဟာဟွန်းတူရိယာဖြစ်ပါတယ်။ဒါကတာမန်လူတို့ပစ္စည်းမဟုတ်ဘဲကူတွေကတဘာဝအတိုင်းဖြစ်တည်နေတဲ့ကြောက်စက်ပန်းဆွဲတွေကိုရာဘာတူလေးတွေနဲ့ရိုက်ခတ်ပြီးအတန်ထွက်အောင်လုပ်ရပါတယ်။ဧရိယာအပြင်3ဧကကျော်ကျယ်ဝန်းပါတယ်။ပြဿနာကအတန်တီးလိုက်လို့တုန်ခါမှုပြင်းရင်အပေါ်ကတန်နဲ့ချီလေးတဲ့ကြောက်စက်ပန်းဆွဲကြီးတွေပြုတ်ကျနိုင်ပြီးတော့တီးတဲ့သူခေါင်းမော်တဲတဲ့ကိုစိုက်နိုင်ပါတယ်။ဗီဒီယိုဂိမ်းတွေကလိုအသက်ဘေးနဲ့ရင်ဆိုင်ပြီးတော့တီးရတဲ့တူရိယာဖြစ်ပါတယ်။နံပါတ်2လီဆာဟပ်နံပါတ်2ကတော့ခေတ်သစ်နည်းပညာနဲ့လှုပ်ထားတဲ့လီဆာဟပ်ပါသူကကျူးရီအစားပြင်းအားမြင့်လီဆာရောင်ကြီးတန်းတွေကိုတုံးထားပါတယ်လက်ချောင်းလေးတွေနဲ့လီဆာတန်းတွေကိုကာလိုက်ရင်အတန်ထွက်လာပါတယ်ကြည့်ရတာတော့ရုပ်ရှင်တွေကလိုအရန်မိုက်ပါတယ်ဒါပေမဲ့မတော်တဆပြင်းအားမြင့်လီဆာကိုအကာအကွယ်မျက်မှန်မပါပဲကြည့်မိရင်မျက်စိကွယ်နိုင်တယ်လို့လီဆာမျိုးစားမသုံးမိရင်လက်ချောင်းလေးတွေပါကျက်သွားနိုင်တဲ့အထိအပူရှင်ပြင်းလို့တကယ့်ကို professional တွေပဲကင်ရဲပါတယ်နံပါတ်1ဟိုက်ရိုလိုဖုန်းနောက်ဆုံးနံပါတ်1ကတော့ရေဖီအားကိုအသုံးပြုပြီးအတန်ထုတ်ရတဲ့ဟိုက်ရိုလိုဖုန်းမှာပိုက်လိုင်းတွေထဲကထွက်လာတဲ့ရေပေါက်လေးတွေကိုကိုယ့်လက်ချောင်းနဲ့ပိတ်ပြီးတစ်လုံးချင်းစီအတန်ထွက်အောင်လုပ်ရတဲ့တူရိယာပါဒါကဘာလို့အနေနဲ့အများဆုံးလဲဆိုတော့ကွန်ပျူတာစနစ်တွေလက်ဆက်စနစ်တွေနဲ့အလုပ်လုပ်ရတဲ့ဒီရေတူရိယာမှာလက်ဆက်ဓာတ်အားယူစိမ့်မှုသာဖြစ်ခဲ့ရင်ရေထဲမှာကင်ထားတဲ့လူကြီးမင်းတို့ရဲ့လက်ဟာချစ်ချင်းဓာတ်လိုက်ပြီးနေရာမှာနဲ့မာလကီယာသွားနိုင်ပါတယ်ဂီတာတီးရင်ငါးခင်ဖြစ်သွားနိုင်တဲ့အခြေအနေလူကြီးမင်းတို့ကရောဒီ၅ခုထဲမှာဘယ်တစ်ခုကိုတီးရမှာအကြောက်ဆုံးလဲကွန်မန့်လေးမှာပြောပြသွားကြပါဦး